1988 ခုနှစ်အိုလံပစ်နပန်းပွဲကိုအဖြူအမဲ TV မှာကြည့်ရဖို့အသေးအတန်လုံးပန်းနေတဲ့သူ့နာမည်ကမဟာဗီးစိန်ဖိုဂတ်လို့ခေါ်ပါတယ်။အိန္ဒိယနပန်းသမားတွေကပြည်တွင်းမှာအောင်မြင်ပေမဲ့နိုင်ငံတကာပွဲတွေမှာတော့အရှုံးနဲ့ပဲရင်ဆိုင်နေရပါတယ်။မဟာဗီးကအားကစားသမားတွေစုရလဲနိုင်ငံတော်ကဘာထောက်ပံ့မှုမှမရှိတော့နောက်ထပ်စုတွေဘယ်လိုလုပ်ရမှာလဲလို့ဝေဖန်လိုက်ပါတယ်။ဒါကိုသူ့ရုံးကလူသစ်ကအပြောနဲ့သာစုယူလို့ရကြီးဆိုမင်းတော့စုတွေအများကြီးရနေလောက်ပြီလို့ခနဲ့ပါတယ်။မင်းသားတကယ်နပန်းပွဲတွေရောက်ရင်ကြောက်ပြီးထွက်ပြေးမှာပဲလို့လူသစ်ကပြောတော့မဟာဗီးကမင်းလုံနေကြကွက်လာလို့ပြန်ပြောလိုက်ပါတယ်။လူသစ်ကလည်းနပန်းကွင်းထဲမှာသာဆိုဘသူထွက်ပြေးလဲသိရမှာပေါ့လို့ပြောပြန်တာနဲ့မဟာဗီးကဘာလို့ကွင်းထဲထိသွားနေမှာလဲဆိုပြီးရုံးမာနေနပန်းလုံးမိုးစိန်ခေါ်လိုက်ပါတယ်။တရုံလုံးလဲ TV မှာလာနေတဲ့ရုရှားနဲ့အမေရိကန်နပန်းပွဲကိုမကြည့်တော့ပဲမဟာဗီးတို့နှစ်ယောက်ကိုပိုစိတ်ဝင်စားသွားပါတယ်။ကိုအထင်ကြီးနေတဲ့လူသစ်ကိုမဟာဗီးကဆက်စားခြင်းပဲတစ်ချက်ကင်ပေါက်လိုက်ပါတယ်။ဒီလိုမခေဘူးဆိုတာသဘောပေါက်လိုက်တဲ့လူသစ်ကသတိကြီးကြီးနဲ့တိုက်စစ်ပြန်စင်ပေမဲ့လည်းတံပြန်တိုက်စစ်ကြောင့်ချုံးပြတ်သွားတာပဲဖတ်တင်ပါတယ်။နောက်တစ်ချိန်ထပ်ကြိုးစားလဲအခွင့်အရေးမရပဲအချုပ်ခံရပြီးရှုံးသွားပါတယ်။လူသစ်ကသူ့လိုတိုင်းအဆင့်ချန်ပီယံကိုအနိုင်ယူနိုင်တာဂုဏ်ယူပါတယ်လို့ပြောတော့မဟာဗီးကလည်းမင်းကနိုင်ငံအဆင့်ချန်ပီယံကိုရှုံးသွားတာမို့စိတ်မပြတ်ပါနဲ့လို့ပြန်နှိမ့်သိမ်းပေးလိုက်ပါတယ်။မဟာဗီးဖိုဂတ်ကကြောထောက်နောက်ခံကောင်းကောင်းမရှိလို့လွန်ခဲ့တဲ့နှစ်များစွာတည်းကနပန်းချန်ပီယံဘွားကနေအနိုင်ယူခဲ့သူဖြစ်ပါတယ်။သူကသာနပန်းလောကကထွက်လာပေမဲ့နပန်းပညာကတော့သူ့စီကထွက်မသွားပါဘူး။အဲဒါကြောင့်အားလက်ချိန်တွေမှာရွာမှာရှိတဲ့ကလေးတွေကိုနပန်းလေ့ကျင့်ပေးတတ်ပါတယ်။အလားအလာရှိတဲ့ကလေးတွေကိုလည်းပိုကောင်းအောင်လက်ညွှန်ကူညီပေးပါတယ်။သူကနိုင်ငံအဆင့်ရွှေတံဆိပ်ဆုရှင်ဖြစ်ခဲ့ပေမဲ့နပန်းသမားတယောက်ရဲ့ဝင်ငွေကမိသားစုကိုထောက်ပံ့မှုမလုံလောက်လို့လကစားဝင်တဲ့အလုပ်တစ်ခုအတွက်ဝါသနာကိုဆုံးလုပ်ခဲ့ရပါတယ်။ဒါပေမဲ့သူ့တဘွားလုံးမရခဲ့တဲ့နိုင်ငံတကာနပန်းရွှေတံဆိပ်ဆုရဖို့အိမ်မက်ကိုတော့မဆုံးလုံနိုင်သေးပါဘူး။မဟာဗီးကသူ့အမတ်တရတွေကိုကြည်ရင်ဝမ်းနေလို့မိမကနှစ်သိမ့်ပေးပါလေ။သူမလုံနိုင်ခဲ့တာကိုသူ့သားလုံနိုင်စေရမယ်။သူ့သားကနိုင်ငံတော်အတွက်ရွှေတံဆိပ်ယူပေးလိမ့်မယ်လို့မဟာဗီးကကြုံဝါနေပါတယ်။မိမမိဖွားမဲ့နေ့မှာအောင်စင်ရထွက်တော့မဲ့ចောင်းသားတယောက်လိုစိတ်လှုပ်ရှားနေပါတယ်။ဒါပေမဲ့မိန်းကလေးမွေးတာကြောင့်စိတ်ပြတ်သွားပါတယ်။အဲ့ချိန်ကစားလို့တရွာလုံးကသားယောက်ျားလေးမွေးခြင်းအမှုပညာပါရဂူပွဲရထားတဲ့အလားကျွမ်းကျင်ပညာရှင်တွေဖြစ်ကုန်ပါတယ်။မနဲ့နေမထွက်ခင်နွားနက်ကိုနှမ်းပြူနဲ့လှုပ်ထားတဲ့မုံကျွေးခိုင်းတဲ့သူတားမွေးအောင်ရွှတ်တဲ့ဂါထာတွေသင်ပေးတဲ့သူဘယ်နည်းညဘယ်အချိန်မှာစူးစမ်းလို့ပြောတဲ့သူနဲ့အကြံဝိုင်းပေးကြပါတယ်။မဟာဗီးကလည်းတရွာလုံးအကြံပေးသလိုတစ်ခုမကြံလိုက်လို့ပါတယ်။အဲ့လိုနဲ့သူ့မိန်းမမိဖွားတဲ့နေ့မှာရွာတဝက်လောက်ကလူတွေပါလာဆောင်နေကြပါတယ်။တားမွေးရဲ့နာမည်ကောင်းယူဖို့ပေမဲ့ဒုတိယမြောက်ကလေးကလည်းမိန်းကလေးဖြစ်နေတာကြောင့်မဟာဗီးနဲ့ထပ်တူတရွာလုံးစိတ်ပြတ်သွားကြပါတယ်။မဟာဗီးကသူ့သမီးတွေကိုစိတ်ပြတ်တာမဟုတ်ပဲချစ်ပါတယ်။ဒါပေမဲ့သူ့အိမ်မက်ကိုအကောင့်ထဲပေါ်ပေးမဲ့တားယောက်ျားလေးလိုချင်နေတာအတွက်ပဲတားလေးမမွေးပေးနိုင်တဲ့မိန်းမကစိတ်မကောင်းဖြစ်နေရပါတယ်။နေ့တွေကြာလာတဲ့အထိမဟာဗီးကတားလိုချင်စိတ်ကိုမလျှော့နိုင်သေးပါဘူး။အဲ့လိုနဲ့၃ယောက်မြောက်မှမိန်းကလေးမွေးပြီး၄ယောက်မြောက်ကလည်းမိန်းကလေးပဲဖြစ်ပါတယ်။ဒီတစ်ခါမှာတော့လုံးဝစိတ်တက်ကြသွားတဲ့မဟာဗီးကနိုင်ငံမှာချိန်ထားတဲ့စုတစိတ်တွေနဲ့နပန်းသမားဘွားပုံတွေအကုန်ဖြုတ်သိမ်းလိုက်ပါတယ်။ရွှေတစိတ်လိုချင်စိတ်တားလိုချင်စိတ်တွေအကုန်လုံးဆွန့်လွတ်လိုက်တဲ့အချိန်ကစလို့ဂျွားနပန်းခွင်နဲ့ခြေဦးတော်မလှည့်တော့ပါဘူး။ TV ကလာတဲ့နပန်းပွဲတွေကိုလည်းမကြည့်တော့သလိုတားမွေးတဲ့လူတွေကိုပါကြည့်မရဖြစ်လာပါတယ်။တရားမှာတော့မဟာဗီးအိမ်ကိုចောင်းသား2ယောက်နဲ့သူမိဘတွေရှောက်လာပါတယ်။ចောင်းသားကောင်လေး2ယောက်ကတကူလုံးဒဏ်ရာတချက်တွေနဲ့စုပ်ပြတ်နေတာကြောင့်သူ့လူရှိုက်လိုက်တာထင်ပြီးစူပါတယ်။တကယ်တော့မဟာဗီးရဲ့သမီးကြီး2ယောက်ဖြစ်တဲ့ဂီတာနဲ့ဖာဘီတာတို့2ယောက်ရဲ့လက်ချက်ပါ။ကောင်လေး2ယောက်ကိုတော့ကြိုးကအောင်ထိုးလိုက်တဲ့သမီး2ယောက်ကိုမဟာဗီးကစိတ်မတိုးတဲ့အပြင်သဘောတောင်ကျသွားပါတယ်။ကောင်လေးတွေရဲ့မိဘတွေကိုတောင်းပန်လိုက်ပြီးအဲ့ဒီကောင်လေးတွေကိုဘလို့ထိုးလိုက်တာလဲလို့သူ့သမီးတွေကိုမေးပါတယ်။ဂီတာနဲ့ဖာဘီတာတို့ကလည်းသူတို့ကိုဝမ်းပွဲအုံကာကိုတရုပ်ပြပြီးအသေးစိတ်ပြန်ပြောပြပါတယ်။သမီးတွေပဲမဲ့သူ့လိုနပန်းသမားတယောက်ရဲ့သွေးတွေစီးဆင်းနေတာကိုသိလိုက်ရတော့မဟာဗီးရဲ့အိမ်မက်တွေပြန်အသက်ဝင်လာပါတယ်။တစ်ချိန်လုံးသူ့အိမ်မက်ကိုတားရပဲအကောင့်ထဲဖော်ပေးနိုင်မယ်လို့တွေးခဲ့ပေမဲ့သူမေ့နေတာတခုကရွှေတစိတ်ဆိုတာရွှေတစိတ်ပါပဲ။ဒါကြောင့်သူ့သမီးတွေကိုပဲအမျိုးသမီးနပန်းသမားတွေဖြစ်အောင်လုပ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သမီးနှစ်ယောက်ကိုဒီနေ့ကစားလို့ဘာအိမ်လုံးမှမခံရတော့ဘူးလို့မိမကိုပြောပါတယ်။မိမကတော့သူတို့ဒေသလိုရှေးရိုးဆွဲတဲ့ရွာမှာမိန်းကလေးနပန်းသမားဆိုတာမမြင်ခဲ့ဘူးလို့တေချာပေါက်ကိုညင်ပါတယ်။ဆွဲမလျှော့တဲ့မဟာဗီးကလည်းဘိုက်တလုံးနဲ့ရှေးချွန်းရင်ထမင်းစားရင်တော့မိမသဘောတူအောင်ပြောနေပါတယ်။မိမရွာသားတွေဝိုင်းပြောကြလိမ့်မယ်ဆိုတော့မောရင်ပါဇက်ပေးသွားလိမ့်မယ်ခြေတွေလက်တွေကျိုးရင်ရောဆိုတော့ငါကုပေးမယ်လို့မဟာဗီးကပြန်ပြောပါတယ်ဘလောက်ပြောမရတော့မိမကကို့အစွဲလန်းတစ်ခုကြောင့်နဲ့တော့သမီးတွေဘွားကိုမဖြတ်စည်းပါနဲ့လို့ပြောပါတယ်မဟာဗီးကသူ့ကိုတစ်နေ့ပဲစူးစမ်းခွင့်ပေးပါတစ်နေ့အတွင်းဘာမှဖြစ်မလာရင်သူ့လက်လျှော့လိုက်ပါမယ်လို့ပူဇော်ပြန်ပါတယ်မိမလည်းကို့ထက်ကောင်းမှနေတဲ့ယောက်ျားကြောင့်သဘောတူပေးလိုက်ပါတယ်မိမစီကပါမေးရတာနဲ့မဟာဗီးကသူ့သမီးတွေကိုနောက်နေ့မနက်9 နာရီထားခိုင်းပါတယ်အဲ့ဒီနေ့မနက်မှာဈေးတွေကိုအိမ်ထိခေါ်ပြီးသူ့သမီး2ယောက်အရန်ကြိုက်တဲ့ပါနီပူရီကိုအဝါကျွေးပါတယ်သမီး2ယောက်ကတော့တခုခုများမနေလားလို့စိတ်ထင်ပြီးကြောက်ကြောက်နဲ့စားနေရပါတယ်။မဟာဗီးကနပန်းသမားတွေဟာအငန်စီနဲ့အဆက်တွေမစားရလို့အခုအဝစားတာမင်းတို့ကြိုက်တာအကုန်ဒီပါထပ်မစားရတော့ဘူးလို့ပြောပါတယ်။ဆိုင်ရှင်ကအော်သွားတယ်လို့ဂီတာနဲ့ဖာဘီတာတို့လည်းအော်လုံးလို့အမေကိုအကြည့်နဲ့လှမ်းပေးပါတယ်။အမေကပါကောင်းချင်းပြတော့တေချာသွားပြီမို့2ယောက်သာဘာမှမမေးတော့ပဲအဝကြည့်ကြပါတယ်။အဲ့ဒီမှာပဲဂီတာနဲ့ဖာဘီတာတို့ရဲ့လေ့ကျင့်ရေးစားပါတယ်။တန်းလုံးကောင်းအောင်ပြေးရတော့ခုမှစပြေးတဲ့ညီမတွေကဟောဟဲလိုက်နေကြပါတယ်။ဖာဘီတာကဒီဝဲစားတွေနဲ့ပြေးရတာမလွယ်ဘူးလို့ပြောတော့မဟာဗီးကသူ့တူရဲ့ပေါင်းမီတွေကိုတောင်းပြီးသူ့အမေကဖြတ်ပြီးပြန်ချုပ်ပေးပါတယ်။တူခမရတော့ငိုမဲမဲနဲ့ဦးလေးကိုကြောက်လို့သာပေးလိုက်ရပါတယ်1990လောက်ကအိန္ဒိယရဲ့ရွာဘက်ကမိန်းကလေးတွေကအဆက်အကြောက်ကြီးကြလို့ဒူးအထက်ဖောင်းပြီးဝဲရတာကတော်တော်ရှက်ဖို့ကောင်းပါတယ်ရွာသားတွေကလည်းဖောင်းမီတိုတွေနဲ့အစောကြီးထထပြေးနေတဲ့ကောင်မလေး2ယောက်ကိုအံ့ဩနေပါတယ်မဟာဗီးကသူတို့ပြေးတဲ့နောက်ကိုဆိုင်ကယ်နဲ့လိုက်မောင်းပါတယ်တခါမှမလုပ်ဘူးတဲ့လေ့ကျင့်ခန်းတွေလုပ်နေရလို့ဂီတာတို့ညီမ2ယောက်လုံးပင်ပန်းနေပါတယ်ဒါပေမဲ့အဖေကိုကြောက်လို့မနာမနေလေ့ကျင့်နေရပါတယ်သူတို့ကအခုထိကောင်လေး2ယောက်ကိုရိုက်ပြီးလို့အပြစ်ပေးခံနေရတယ်လို့ပဲထင်နေပါသေးတယ်TV တောင်ကြည့်ခွင့်မရတော့ပဲအမြဲလေးကျင့်နေရတာကြောင့်ကလေး2ယောက်ကစာသင်ခန်းထဲရောက်ရင်ပင်ပန်းပြီးအိမ်ငိုင်နေပါတယ်
စားကျင်တဲ့မုံတွေလည်းမစားရတော့ပဲသူတို့အကိုဝမ်းခွဲအိယာထားသွားတိုက်တော့မှပြေးနေရပါပြီမဟာဗီကအကြောင်းလန့်ကင်အောင်ရေထဲကိုအတင်းခုတ်ချခိုင်းပါတယ်ဂီတာတို့နှစ်ယောက်ခင်ဗျကြွက်စုပ်လေးတွေလိုအိမ်ပြန်ရောက်လာကြပါတယ်စားကျင်တိုင်းမစားရသွားကျင်တိုင်းမသွားရလို့အမေကိုအပူကတ်တော့လဲအားကိုလို့မရပြန်ပါဘူးမဟာဗီကရွာနှစ်ပန်းခွဲမှာလေ့ကျင့်ပေးဖို့တော့ပြောတော့လူကြီးတွေကမိန်းကလေးတွေကိုလက်မခံတာကြောင့်မဟာဗီကကိုယ်တိုင်လေ့ကျင့်မှုနေရလုပ်ပါတယ်ဒီမနှစ်ယောက်ခင်ဗျကိုရီလက်တွေနာလုံးလို့ညဘက်တွေဆိုပြင်းပြင်းမမနဲ့အိပ်ပျော်သွားပါတယ်သမီးနှစ်ယောက်တိုးတက်ဖို့ဆိုပြိုင်ဘက်ကောင်းလို့မဟာဗီကသူ့တူကိုပါအတူလေ့ကျင့်ဖို့တော့ခေါ်ပါတယ်ဒီဖြစ်သူကလည်းအကိုကိုမငြင်းရဲလို့သာတားကိုထည့်ပေးလိုက်ပါတယ်အဲ့ဒီကဆလို့အွန်ကာလည်းဂီတာတို့နဲ့အတူလေ့ကျင့်ရပါတယ်အွန်ကာခင်ဗျညီမနှစ်ယောက်ရန်ဖြစ်လို့သူ့ဘာရောခံရတာဆိုပြီးဖြစ်တော့ပြောရင်အစောကြီးထားပြေးနေရပါတယ်ဒါပေမဲ့မိန်းကလေးနှစ်ယောက်ကိုတော့အွန်ကာကအေးစေနိုင်ပါတယ်မဟာဗီကနေဘက်မှာတင်းကျပ်တဲ့စီကန်းတွေနဲ့အပြင်းအထန်လေ့ကျင့်ပေးနေပေမဲ့ညဘက်ရောက်ရင်တော့အိပ်ပျော်နေတဲ့သမီးတွေရဲ့ခြေထောက်ကိုသွန်းနှိပ်ပေးတတ်ပါတယ်မိပြအဖြစ်နဲ့သာစီကန်းတင်းကျပ်ပေမဲ့အဖေတယောက်အနေနဲ့တော့သမီးတွေပေါ်ဂီယူဆိုင်ပါတယ်ဂီတာကသူ့ကိုယ်နဲ့တပံလုံးတိုင်းရှုံမြရှုံပါတယ်အဖေကတင်ပေးထားသလိုမလုပ်လို့ဆိုပေမဲ့လည်းတိုးတက်မလာပါဘူးခန္ဓာကိုယ်ဖွံ့ဖြိုးဖို့ပရိုတိန်းလိုတာကြောင့်မဟာဗီကသမီးတွေကိုကြက်သားကျွေးဖို့လုပ်ပါတယ်တက်လို့စားတဲ့အိမ်မို့အမေကသူ့မိဖို့ထဲမှာလုံးဝအသားချက်ခွင့်မပေးနိုင်ဘူးလို့ညင်ပါတယ်ဒါပေမဲ့ခေါင်းမာတဲ့မဟာဗီကိုတားမရလို့ချက်ချင်တဲ့နေရာသွားချက်ဆိုပြီးဒဲဟိုးတစ်လုံးပေးထားလိုက်ပါတယ်အဲ့ဒါအပြင်ချက်သားဖို့လည်းမတက်နိုင်တာကြောင့်မဟာဗီကရူပီ100နဲ့ချက်ကို20နဲ့စီစစ်ပါတယ်တစ်ချိန်မှဂီတာနဲ့ဘာဘီတာတို့နာမည်ကြီးနှစ်ပန်းသမားတွေဖြစ်လာရင်သူတို့ဝယ်နေကြချက်သားဆိုင်ကလည်းနာမည်ကြီးသွားမှာပဲလို့မှန်လုံးပေးလိုက်တော့ဆိုင်ရှင်လည်းစိတ်ရိုင်သွားပါတယ်အဲ့လိုနဲ့ချက်တကောင်ကို25ရူပီနဲ့စီးတဲသွားပါတယ်မိဖို့ထဲမှာချက်ခွင့်မရှိလို့မဟာဗီကအုံကာကိုအင်းရှိမှချက်သားရင်ချက်ခိုင်းပါတယ်အုံကာကဟင်းချက်စာအုပ်ကြည့်ပြီးချက်လဲချက်စားလဲစားပါတယ်မဟာဗီကသူ့တာဝန်ကျေအောင်လုပ်နေသလိုရွာသားတွေကလည်းကဲရမယ့်တာဝန်ကိုအပြည့်အဝခြေပုံချပါတယ်မိန်းကလေးဆိုတာမိဖို့ချောင်းနဲ့ပဲတင်တော်တဲ့အတူအပြတ်ဝင်ပြီးယောက်ျားလေးနဲ့တပန်းလုံးနေရမှာမဟုတ်ဘူးမဟာဗီတော့ယူသွားပြီးစားသဖြင့်မျိုးစုံနေအောင်ပြောကြပါတယ်ကျောင်းကကောင်မလေးတွေလည်းဂီတာတို့ညီမကိုအမျိုးမျိုးထောင်ကြပါတယ်အမေကိုလည်းယောက်ျားလေးမဝေးပေးလို့ကိုသမီးတွေကိုမကာကွယ်ပေးနိုင်လို့နဲ့အမျိုးမျိုးအဖြစ်ပြောကြပါတယ်အမေလည်းဒီလိုသားဆိုသူတို့သမီးတွေကိုဘသူကလက်ထပ်တော်မှလဲလို့မဟာဗီကိုပြောတော့သူသမီးတွေကိုအတော်ဆုံးဖြစ်အောင်လေ့ကျင့်ပေးမှာမို့သူတို့ကိုကောင်လေးတွေကရွှေ့မှာမဟုတ်ပဲသူတို့ကကောင်လေးတွေကိုပြန်ရွှေ့လိုက်မယ်လို့ဖြေပါတယ်ဂီတာနဲ့ဘာဘီတာကဒီနေ့တော့မလေ့ကျင့်နိုင်ကြောင်းအဖေကိုပြောမယ်လို့ဆုံးဖြတ်ပြီးအိမ်ပြန်လာပါတယ်အိမ်ရောက်တော့သူတို့ကိုဝိုင်းစားလို့နပန်းလေ့ကျင့်ရတာအဆင်မပြေကြောင်းပြောပါတယ်အဖေကအဲ့ဒါပြဿနာမဟုတ်ဘူးလို့ပြောတော့ဂီတာကသူတို့ရှုံးထဲမှာလေ့ကျင့်ရတာသပင်မှာတန်းဆွဲနေပြီလို့ပြောပါတယ်အဲ့ဒါကြောင့်နောက်နေ့မှာမဟာဗီကသမီးနှစ်ယောက်ရဲ့သပင်တွေကိုညှက်ပစ်ပါတယ်သပင်ပုံမကြရင်တော့ငိုတတ်တဲ့ဆယ်ကျော်သက်အရွယ်ကောင်မလေးတွေခင်ဗျာကတုံးသပင်ပေါက်ကြီးပြောင်းခံလိုက်ရပါတယ်တရွာလုံးကလည်းသူတို့အဖေကိုရက်ဆက်လွန်ရကြတယ်လို့ဝိုင်းပြောကြပါတယ်အမြဲစားနောက်နေကြအောင်ကတော့သူညမတွေသပင်ညှက်ခံလိုက်ရတော့စိတ်မကောင်းဖြစ်နေပါတယ်မဟာဗီကတော့သူတို့ကောင်းဖို့လုပ်နေတာဖြစ်ပြီးနဘန်းကစားတာကိုနှောက်ယှက်တဲ့အရာတွေရှင်းထုတ်တာလို့ပဲမှတ်ယူထားပါတယ်အဖေကိုလည်းစိတ်ဆိုးရှက်လဲရှက်သွားတဲ့ညီမကဒီနေ့အစားလို့ခန်းဒီလိုအနုနီးနဲ့ဒေါ်လာမို့ဆုံးဖြတ်လိုက်ပါတယ်အရင်ဆုံးနှိုးဆက်နာရီကိုအချိန်ပြောင်းပါတယ်မဟာဗီကမိုးလင်းမှနိုးလာပြီးဂီတာတို့ကလည်းလေ့ကျင့်ပြီးသလိုဟန်ဆောင်နေကြပါတယ်လေ့ကျင့်တဲ့နေရာအမီဒီကိုနေ့တိုင်းရေနဲ့ပတ်ပြီးကျွန်းအောင်လုပ်ကြလို့နေ့တိုင်းမီဒီလဲနေရပါတယ်ပြင်းရင်းနဲ့ဒဏ်ရာရတာကလည်းနေ့တိုင်းဖြစ်လာသလိုအုံကန်နဲ့လေ့ကျင့်တိုင်းလည်းမတိုက်ခင်တည်းကရှုံနေကြပါတယ်မဟာဗီကစိတ်လိုပေမဲ့သမီးတွေကိုတော့မရှာရက်လို့စူလိုက်ပြောလိုက်နေပဲပြီးသွားပါတယ်အုံကန်တော့သူ့ကိုယ်သူတော်တော်တန်လာတယ်လို့ဘဝင်မြင်မိတဲ့အထိကိုဂီတာတို့ညီမကတရုပ်ဆောင်ကောင်းနေကြပါတယ်ဂီတာနဲ့ဘာဘီတာတို့ကတက်တက်တတာလေးနဲ့သူတို့နိုင်နေပြီလို့ထင်နေပါတယ်တညမှာတော့ဂီတာတို့ကသူတို့အတန်းမော်တငယ်ချင်းရဲ့မင်္ဂလာဆောင်ကိုသွားကြပါတယ်အမေစီယာခွင့်ပြုချက်နဲ့အဖေမသိအောင်ခိုးသွားကြပေမဲ့တီးသွားတဲ့ဖေကမင်္ဂလာပွဲထိလိုက်လာပြီးမစီမဆိုင်တူတူအုံကာကိုရိုက်ပြီးသူတော်သားကိုပြပါတယ်သမီးနှစ်ယောက်ကိုတော့လူကြားထဲမှာမို့ဘာမှမပြောဘဲထွက်သွားပါတယ်လေ့ကျင့်ဖို့တရက်လေးပြန်မိတာကိုဒီလောက်ထိလုပ်လို့ဂီတာနဲ့ဘာဘီတာတို့ကသူတို့အဖေကိုစိတ်ဆိုးနေကြပါတယ်သမီးတွေကိုစပင်ညက်ယောက်ျားလေးတွေနဲ့တိုက်ခိုက်ခိုင်းတဲ့အဖေမျိုးတော့မလိုချင်ဘူးလို့ဂီတာကပြောပါတယ်ဒါပေမဲ့သူတို့တငယ်ချင်းသူတို့သမီးလေးကငါကတော့အဲ့လိုအဖေမျိုးပဲလိုချင်တယ်လို့ပြောပါတယ်ဂီတာတို့ရဲ့အဖေကသမီးတွေကိုအောင်မြင်တဲ့ကိုယ်ပိုင်ဘဝတစ်ခုရအောင်ဖန်တီးပေးတဲ့အဖေမျိုးဖြစ်ပါတယ်သူ့အဖေကတော့သမီးမွေးလာတဲ့ကချက်ပြုတ်ဖို့တန်ရှင်းရေးလုပ်ဖို့အိမ်မှုကိစ္စတွေတင်ပေးပြီးအသက်14နှစ်ပြည့်တာနဲ့ဝင်းတို့တစ်ခုလက်လွှဲပေးသလိုမျိုးမျက်နှာတော်မမြင်မှုတဲ့လူနဲ့ပေးစားလိုက်ပါတယ်အဖေတိုင်းလိုလိုကသမီးမွေးရင်အိမ်မှုကိစ္စလို့ခလေးမွေးဖို့လောက်ပဲသုံးဝင်တယ်လို့သတ်မှတ်ကြပေမဲ့ဂီတာတို့အဖေကတော့မထီတတိလောင်တဲ့လူတွေကိုလည်းဂီယူမဆိုင်တလောကလုံးနဲ့ရှင်းတိုက်ပြီးသမီးတွေကိုနပန်းသမားဖြစ်အောင်ပြုစုပြောထောင်ပေးပါတယ်အဲ့လိုအဖေကြောင့်သူတို့မှာကိုယ်ပိုင်အနာဂတ်တစ်ခုကိုယ်ပိုင်ဘဝတစ်ခုဆိုတာရှိလာပါတယ်သမီးအသက်14-15ရောက်တာနဲ့ငါသမီးဆိုတာထက်ဟိုးကောက်မိန်းမလိုပဲသတ်မှတ်ချင်တော့တဲ့အဖေတွေနဲ့ရှင်လိုက်တော့ဂီတာနဲ့ဘာဘီတာကသူတို့အဖေကိုတော်တော်အားနာသွားပါတယ်နောက်ရက်မဟာဗီနိုလို့သူ့သမီးတွေကိုသွားနှုတ်တော့နှစ်ယောက်လုံးကအိပ်ရတယ်မရှိတော့ပဲလေ့ကျင့်တဲ့ကွင်းထဲမှာလေ့ကျင့်နေကြပါတယ်အဲ့ဒီကစားလို့နှစ်ယောက်လုံးကဘဲလေ့ကျင့်ရေးကိုမဆိုစိတ်ပါလက်ပါလေ့ကျင့်ပါတယ်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အစားအသောက်တွေကိုလည်းမငြီးမညူစားကြပါတယ်အပြေးလေ့ကျင့်ရင်လည်းမဟာဗီတောင်နောက်ကလိုက်မောင်းစရာမလိုတော့ပါဘူးဂီတာကအုံကာကိုပထမဆုံးအချိန်ကင်ပေါက်နိုင်လိုက်တဲ့အချိန်မှာအုံကာကသူ့ဦးလေးပြောနေကြခန္ဓာကိုယ်ထဲမှာနပန်းသွေးတွေစီးဆင်းနေတယ်ဆိုတဲ့အထက်သူ့မပါချောင်းထားလေလိုက်ပါတယ်သပင်တိုလေးတွေကြောင့်တဲပေပေရှုံးပေပေစိတ်ပူစရာမလိုတာကလည်းသူတို့အတွက်ပိုအဆင်ပြေလာပါတယ်ညီမတွေစီမှာအမြဲရှုံးနေရတဲ့အုံကာကတော့စိတ်ကောက်ချင်နေပါတယ်ညစာဆိုင်ရင်မဟာဗီကအသင်းဖြစ်နေတဲ့ဂီတာကိုနပန်းပြိုင်ပွဲဝင်ခိုင်းတော့မယ်လို့ပြောပါတယ်နောက်ရက်နေပွဲတစ်ခုမှနာမည်စရင်သွားပေးပေမဲ့ပွဲစီစဉ်တဲ့သူကမိန်းကလေးကစားသမားကိုလက်မခံပါဘူးဒါကိုပြန်လက်မခံတဲ့မဟာဗီရဲ့အပြောဆိုမတတ်တဲ့ပွဲစီစဉ်သူရဲ့စကားများလို့လူကြီးတယောက်ကဝင်ဖြန့်ပြေးပေးရပါတယ်ဒါပေမဲ့ပွဲစီစဉ်သူကိုသူ့တွဲဘက်ကအကြံတစ်ခုပေးပါတယ်တစ်တိုင်းသူတို့နပန်းပွဲကိုလာကြည့်တဲ့လူကလက်ချိုးရည်လို့ရပြီးမိန်းကလေးတယောက်နပန်းလုံးမဲ့သားဆိုရင်ကြိတ်ကြိတ်တို့လာကြည့်ကြမှာလို့ပြောတော့ပွဲစီစဉ်သူလည်းဂီတကိုပြန်ဝင်ပေးလိုက်ပါတယ်
မြို့ထဲမှာမိန်းကလေးတယောက်ကယောက်ျားလေးတွေနဲ့နံပါတ်လုံးမဲ့အကြောင်း marketing ဆင်လိုက်တော့တမျိုးလုံးဒီပါလာကြည့်ကြပါတယ်နံပါတ်သမားတွေကိုချင်းသေးနဲ့ချခိုင်းရင်တော့ဒီလောက်လိုအများမှာမဟုတ်ပါဘူးဗတ်ကြီးတဲ့လူတွေကယောက်ျားတွေပဲအများစုဖြစ်ပြီးပွဲတော်မစခင်ကောင်မလေးရှုံးပါလို့ပြောကြတဲ့သူရှိသလိုယောက်ျားနံပါတ်သမားတွေလိုဘောင်းမီပဲဝေထားမှလာလို့လှောင်ပြောင်နေကြသူတွေလည်းရှိပါတယ်ဂီတာကပြိုင်ဘက်ကိုရွှေ့ချက်ခွင့်ရပါတယ်နံပါတ်သမား၄ယောက်ထဲကအတန်ဆုံးကောင်ကိုရွှေ့လိုက်တော့ဒီကောင်မလေးတော့ထန်းစင်နဲ့အိမ်ပြန်ရတော့မယ်လို့နီးပြတွေကပြောနေကြပါတယ်မဟာဘီကတော့သူ့သမီးပြိုင်ဘက်ကိုအနိုင်မယူခင်ကြောက်စိတ်ကိုအနိုင်ယူခဲ့တာကိုပဲအားရနေပါတယ်ပွဲစားတော့တစ်ဖက်ကောင်လေးကမိန်းကလေးဖြစ်နေလို့ညံ့ညတာဆော်ပါတယ်ဒါပေမဲ့ဂီတာကညှာလို့မရအောင်တမန်နေလို့သူ့ပဲခံနေရပါတယ်မညာတော့လို့ပွဲရပြင်းထန်လာချိန်မှာတော့မိန်းကလေးမို့အထင်သေးထားတဲ့ယောက်ျားလူကြီးလည်းရှင်တက်လက်လက်ဖြစ်တဲ့အထိစိတ်ဝင်စားကုန်ကြပါတယ်သူ့ပြိုင်ဘက်ကတစ်ချက်ရိုက်လိုက်တော့ဂီတာကရုတ်တရက်မှုဘာမှပြန်မလုပ်နိုင်လိုက်ပါဘူးကတုံးကင်တဲ့ကောင်မလေးကယောက်ျားလေးတယောက်ကိုကင်ပေါက်လိုက်တော့အကုန်လုံးကလက်ခုပ်တီးအားပေးကြပါတယ်ဒါပေမဲ့သူ့ပြိုင်ဘက်ကလည်းခေသူမဟုတ်လို့ဂီတာရှုံးသွားပါတယ်ပရိသတ်တွေကလည်းဂီတာရှုံးသွားတော့အားမလို့အားမရတော့ဖြစ်သွားကြပါတယ်နိုင်သွားတဲ့ကောင်လေးကရူပီ20ရပေမဲ့ပရိသတ် favorite လေးဂီတာကစုငွေ90တောင်ရှာလိုက်ပါတယ်ဂီတာကရှုံးသွားတာစိတ်မကောင်းပေမဲ့သူ့အဖေကတော့အကျဉ်းနဲ့ကြီးကျဉ်းနေပါတယ်ပထမဆုံးပွဲကိုအရှုံးနဲ့ရင်ဆိုင်လိုက်ရလို့တညလုံးအိမ်မပြောနိုင်ဖြစ်နေပြီးနောက်ပွဲဘရော့ကစားရမှလဲလို့သူ့အဖေကိုသွားမိပါတယ်နောက်တစ်ပွဲမှာတော့ဂီတာကကောင်လေးတယောက်ကိုနိုင်သွားပါတယ်နောက်ပွဲတွေမှာလည်းဂီတာကကွင်းထဲကိုခေါင်းမော်ပြီးဝင်သွားလိုက်တိုင်းလက်ခုပ်တံတွေကြားမှာခေါင်းမော်ပြီးပဲအိမ်ပြန်ရပါတယ်ဂီတာနာမည်ကြီးလာတာနဲ့အမျှဈေးရဲရစက်သားဆိုင်မှာရှောင်းအားတက်လာပါတယ်တချို့ပွဲတွေကမိန်းကလေးမို့လက်မခံပေမဲ့လက်ခံတဲ့ပွဲတိုင်းမှာတော့အနိုင်ကြီးပဲမို့မြို့နယ်အဆင့်ဖလားတောင်ရှာလိုက်ပါတယ်ပရိသတ်တွေကလည်းပွဲတိုင်းစုတွေများကြီးချကြပြီးမဟာဘီကသူ့သမီးရတဲ့တရားဝင်စုကြီးတိုင်းကိုတော့အမှတ်တရသိမ်းထားပါတယ်အကျဉ်းဆုံးမှာဆိုတဲ့နဘန်းသမားကောင်လေးတွေကိုပဲအနိုင်ယူလာတဲ့ကောင်မလေးကခုဆိုကျောင်းမှာလည်းကောင်လေးတွေထပ်တောင်စောကြည့်နေပါတယ်။တစ်ချိန်ကလှောင်ပြောင်မှုတွေကခုဆိုရင်ချီကျူးလက်ခုပ်တံတွေနဲ့အစားထိုးသွားပါတယ်။မဟာဘီရဲ့စုတစိတ်တွေရှိခဲ့မှုတဲ့နေရာမှာလည်းဂီတာရဲ့စုတစိတ်တွေကအစားထိုးလာပါတယ်။ခရိုင်စင်းတီတောင်စုတွေရလို့ကျောင်းမှာဂုံတူးဆောင်ကျောင်းသူအဖြစ်သတ်မှတ်ခံရပါတယ်။အဲ့လိုနဲ့ဘာဘီတာလည်းပွဲထွက်ဖို့အသင့်ဖြစ်လာပြီးကစားရပါတယ်။ဂီတာကပထမဆုံးပွဲမှာသူရှုံးခဲ့မှုတဲ့တိုင်ပန်နဲ့ပြန်ကစားတော့အဲ့ဒီကောင်လေးကတစ်ချက်ရရင်သူကတစ်ချက်ပြန်ရိုက်ပါတယ်။အရင်လိုစိတ်ယုံလက်ယုံမဟုတ်တော့ပဲဘာကောင်လာကင်ပေါက်နေတဲ့သူ့သမီးကိုကြည့်ပြီးမဟာဘီကအကျဉ်းနဲ့ကြီးကျဉ်နေပါတယ်။အရင်ကမိန်းကလေးနဲ့မို့မပြိုင်ချင်တဲ့ကောင်လေးတွေကခုတော့မိန်းကလေးကိုမရှုံးချင်လို့မပြိုင်ရဲကြပြန်ပါဘူး။ဂီတာကိုမဟာဘီကနိုင်ငံတော်အဆင့်ထိရအောင်လေ့ကျင့်ပေးချင်တာကြောင့်အလုံးမှာခွင့်နှလာတောင်းပါတယ်။အလုံးရှင်ကသမီးမင်္ဂလာဆောင်ဖို့ဆိုရင်ပေးမယ်လေ့ကျင့်ဖို့အတွက်တော့မပေးနိုင်ဘူးလို့ပြောပါတယ်။အဲ့ဒါနဲ့မဟာဘီကအလုပ်ထွက်လိုက်ပါတယ်။သမီးတွေကိုအချိန်ပေးနိုင်မှုသူတို့အပိုင်းလဲမှာလက်ပြန်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မဟာဘီကသမီးတွေကိုစနစ်တကျလေ့ကျင့်ပေးခြင်းလို့အားကစားရမုံငွေအဖွဲ့အစည်းမှာနှပန်းဖြာသွားတောင်းပါတယ်။ဒါပေမဲ့အောက်ကျရတာပဲဖက်တင်ပြီးမိန်းကလေးနှပန်းအတွက်ရှမုံငွေမလောက်ဘူးလို့အငြင်းခံလိုက်ရပါတယ်။စိတ်ပြတ်နေတဲ့မဟာဘီကိုဘာမှမသိတဲ့သူညီကဘာဖြာပဲဖြစ်ဖြစ်ဖြာပဲမဟုတ်ဘူးလားလို့မေးတော့အကြံတစ်ခုကြားလိုက်ပါတယ်။လေ့ကျင့်ဖို့အတွက်သူညီအိမ်ကအေးရကင်းတွေရောသူ့အိမ်ကအေးရကင်းတွေရောရှိသမျှအကုန်ခင်းပါတယ်။ဖြာပေါ်မှာနှပန်းကစားတာနဲ့ရှုံတယ်မှာကစားတာကတော်တော်ကွာခြားပါလေ။ရက်ွက်တွေကရှုံပွဲတွေမှာမထနိုင်တဲ့လူရှုံးနေဆိုပေမဲ့အမှတ်ပေးစီးမြင့်တွေထိုင်တွေနဲ့ကစားရရင်တော့အမှတ်ရဖို့လိုပါတယ်။နီးစနစ်ပေါ်မူတည်ပြီး1မှတ်2မှတ်3မှတ်နဲ့5မှတ်အထိရှာနိုင်ပါတယ်။ပြိုင်ဘက်ကစားသမားကိုခါးကင်ပြီးဒူးထောက်ကြအောင်လုပ်နိုင်ရင်1မှတ်မြေပေါ်မှာမှောက်ခုံလဲနေတဲ့ပြိုင်ဘက်ကိုကြောနဲ့ထက်ကြအောင်လုပ်နိုင်ရင်2မှတ်ရပါတယ်။2မှတ်ရအောင်လဲချနီတွေပုံစံမျိုးမျိုးရှိပါတယ်။မတ်တက်ရနေတဲ့ပြိုင်ဘက်ကိုကင်ပေါက်နိုင်ရင်တော့3မှတ်ရပါတယ်။5မှတ်ရဖို့တော့ခက်ခဲပေမဲ့မဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ပြိုင်ဘက်ကိုမတ်တက်အနေထားကနေကိုကောင်းကိုကြော်ပြီးမြေပေါ်ကြောနဲ့ချုံပြန်ကြအောင်ကင်ပေါက်နိုင်ရင်5မှတ်ရပါတယ်။ဖြားပေါ်မှာအဝါရောင်နဲ့အနီရောင်ဝိုင်းရှိပြီးအနီကိုကြော်သွားရင်1မှတ်နှုတ်ခံရပါတယ်။တစ်ချီ2မိနစ်နဲ့3ချီကစားရပြီး2ချီနိုင်ရင်ပွဲကိုနိုင်ပါပြီ။ဂီတာကလူသစ်တန်းမှာဆင်းရဲသွားသွင်းပါတယ်။ဒါပေမဲ့ကိုယ်လေးချိန်မပြည့်လို့ကြီးကြပ်သူကထိခိုက်ဒဏ်ရာမရအောင်ဝဲအရင်တင်ပြီးနောက်နေ့မှကစားဖို့ပြောပါတယ်။မဟာဗီနဲ့ဂီတာကတော့ခီးမဆိုင်ပဲဆင်းရဲသွင်းလိုက်ပါတယ်။တနေ့လုံးကအကောင့်ကြီးပါတယ်ဆိုတဲ့ကောင်လေးတိုင်းကိုကင်ပေါက်လာတဲ့ဂီတာကခုလဲသူ့ထက်ကိုယ်လေးချိန်များတဲ့ကောင်မလေးတွေကိုနဘန်းရုပ်လေးတွေလိုကင်ပေါက်နေပါတယ်။နဘန်းခွင်းနဲ့မုံတိုင်းဝင်တိုက်နေတာလားလို့တင်စားရလောက်တဲ့အထိဂီတာကပြိုင်ဘက်တွေကိုလေပေါ်ဝဲအောင်လုပ်နေပါတယ်။အဲ့လိုနဲ့ဂီတာကနိုင်ငံအဆင့်လူသစ်တန်းချန်ပီယံဖြစ်လာပါတယ်။ချက်သားဆိုင်ပိုင်ရှင်လည်းဂီတာပုံဆိုင်မှာထောင်ပြီးခုန်တက်နေပါတယ်။ဂီတာကအငယ်တန်းအဆင့်မှာဝင်ပြိုင်တော့လဲချန်ပီယံပါပဲ။ချန်ပီယံစားတဲ့ချက်သားဆိုင်ကလည်းကြိတ်ကြိတ်တိုးနေပါတယ်။အဲ့လိုနဲ့အပွဲပွဲနှွှဲလာခဲ့ပြီးဂီတာကအကြီးတန်းအဆင့်ကိုရှောက်လာပါတယ်။လေ့ကျင့်မှုတွေကိုပြင်းပြင်းထန်ထန်အဆက်မပြတ်လုပ်လာတဲ့ဂီတာကအကြီးတန်းမှာလည်းချန်ပီယံဖြစ်လာပါတယ်။ဘာဘီတာနဲ့အောင်ကာတို့ကလည်းပွဲတိုင်းကိုလာရပေးနေပါတယ်။မြို့ရဲ့ဂုဏ်ထူးဆောင်ဖြစ်လို့သူလာပြီးဆိုဝင်ကြီးကြွလာသလိုမျိုးတစ်မျိုးလုံးကဝမ်းပတ်တတာကြိုးဆိုကြပါတယ်။နိုင်ငံအဆင့်ပွဲတွေများကြီးမှာရွှေတစိမ့်ရပြီးပြီဆိုတော့နိုင်ငံလက်ရွေးစင်ဖြစ်ဖို့ပဲလိုပါတော့တယ်။မဟာဗီကဒီညနားလိုက်အောင်နောက်နေ့မှဆက်လေ့ကျင့်လို့ဂီတာကိုပြောပါတယ်။တကယ်တော့နိုင်ငံချန်ပီယံတွေအကုန်လုံးနိုင်ငံတော်အားကစားနည်းပြလက်အောက်မှာလေ့ကျင့်ရပါတယ်။ဂီတာလည်းနိုင်ငံတော်အားကစားအကယ်ဒမီကိုသွားရပါတယ်။ဒီမှာအားကစားနယ်ပယ်ပေါင်းစုံကနိုင်ငံအဆင့်ကစားသမားတွေကိုလေ့ကျင့်ပေးပြီးနေရာကျကျဝန်းဝန်းနဲ့အဆင့်လဲမြင်ပါတယ်။နဘန်းနီးပြရဲ့ပထမဆုံးသင်ခန်းစာကတော့နိုင်ငံအတွက်ပြင်ဆင်ရမှာအရင်ကလေ့ကျင့်ခဲ့တာတွေအကုန်လုံးကိုမိပြရမယ်ဆိုတာပါ။သမီးကိုစိတ်မချတဲ့မဟာဗီကနီးပြကိုသူ့သမီးကိုဘယ်လိုလေ့ကျင့်ပေးဖို့ဘာညာတွေတော့ပြောနေပါတယ်။နိုင်ငံအဆင့်နီးပြကိုတော့တက်လာတဲ့ကောင်ကဆရာလာလို့တော့နီးပြကစိတ်တူသွားပါတယ်။မဟာဗီရှိမှပဲဂီတာကိုအဲ့လိုပောက်ကရလေ့ကျင့်နည်းတွေဘသူသင်ပေးလိုက်တာလဲလို့စူပြလိုက်ပါတယ်။မဟာဗီလည်းသဘောပေါက်ပြီးစိတ်မချမ်းမသာနဲ့ပြန်လာရပါတယ်။အိမ်နဲ့အခုမှစခွဲမှုတဲ့ဂီတာမနေတတ်မထိုင်တတ်ဖြစ်နေပေမဲ့တငယ်ချင်းအစ်စ်ကနောက်ဆိုအိမ်မပြန်ချင်တော့လောက်အောင်ပြောသွားမှလို့အားပေးပါတယ်။ရဘက်ဆိုမိန်းကလေးတွေအကုန်လုံး TV ကြည့်ကြပါတယ်။အိမ်မှာဆိုအမြဲစောစောပြီးစောစောထားလေ့ကျင့်ရတဲ့ဂီတာကအပေါင်းအသင်းတွေနဲ့ TV လက်ကြည့်ရင်ပြောနေပါတယ်။နောက်နေ့လေ့ကျင့်တော့ကောင်လေးတွေငီတာခံရလို့ရှင်ခုန်တက်လာပါတယ်။
ဂီတာကစပင်းအရှိထားလိုက်ရင်သူတို့လေပြန်ကြီးရလောက်အောင်လှလာလိမ့်မယ်လို့တငယ်ချင်းကပြောပါတယ်အရှင်ကခွန်အားကိုပဲအဓိကအသုံးချပြီးတိုက်ခိုက်ခဲ့ပေမဲ့အခုနီးပြအသစ်ကခွန်အားအပြင်လှင်မြန်မှုနဲ့နီးပရိယယ်တွေကိုလည်းလေ့ကျင့်ပေးပါတယ်ဂီတာကညတိုင်း TV ကြည့်လိုက်တငယ်ချင်းနဲ့အပြင်ထွက်လဲလိုက်နဲ့မျိုးကြီးပြကြီးမှပြောနေပါတယ်အရှင်ကစီဂျော်ရီမစားပေမဲ့တငယ်ချင်းကအတင်းကျွေးလို့ခုတော့လိုက်စားတတ်နေပါပြီသူရှောက်လည်နေတော့ဘာဘီတာကတော့အဖေစီကနဲ့လေ့ကျင့်နေပါတယ်ဂီတာကစပင်းတွေရှည်လာလို့ကောင်းလေးတွေငီတာခံနေရသလိုအပေါင်းအသင်းတွေနဲ့ဟီဟာလှုပ်ချင်ကလေ့ကျင့်ချိန်ထက်ပိုများလာပါတယ်ဒါကဒီအသက်အရွယ်ကောင်မလေးတယောက်အတွက်ပုံမှန်ဆိုပေမဲ့ဂီတာလိုနိုင်ငံချန်ပီယံဖြစ်လာဖို့ရည်ရွယ်ထားသူအတွက်တော့အဟံအတာဖြစ်စေပါတယ်အဖေဖုန်းဆက်တိုင်းလဲရှောက်လည်ဖို့ပဲဆရာထက်တန်နေလို့အမြန်စကားဖြတ်ပြစ်လေးရှိပါတယ်ဒီပြလည်းမင်းဖေတင်ပေးတဲ့နီးစနစ်အိုကြီးတွေကိုမေးလိုက်လို့ပြောတာကြောင့်ဂီတာရဲ့ကစားပုံကအရှင်နဲ့မတူတော့ပါဘူးဂီတာအင်းကိုလည်းပြန်လာတော့သူညမတွေအတွက်လက်ဆောင်တွေဝယ်လာပါတယ်စပင်းတွေရှည်လာလို့အဖေကတော့ကြိုက်မှာမဟုတ်ဘူးလို့သူ့အမေကပြောပါတယ်ဂီတာကတော့အဖေနီလန်းတွေကအမြဲမမှန်နိုင်ဘူးလို့ပြန်ပြောပါတယ်တကယ်လေ့ကျင့်ရေးစစ်ကဒီလောက်မတင်းကျပ်ဘူးလွတ်လပ်တယ်လို့တော့အထွတ်တက်လိုက်ပါသေးတယ်ရုပ်ရှင်ကြည့်လိုက်မုန်းထွက်စားလိုက်လို့နေလို့လေသူစွမ်းဆောင်ရေးကြမသွားဘူးသူကလေ့ကျင့်ရေးမှာအတော်ဆုံးလူဖြစ်နေတော့လို့အမေကိုပြောပြပါတယ်အဖေပြန်ရောက်လာတော့တစ်ချိန်လုံးစပင်းအတိုနဲ့မြင်နေကြသမီးကိုစပင်းရှင်နဲ့မြင်လိုက်ရတော့သူ့သမီးပြောင်းလဲနေပြီဆိုတာကိုမဟာဗီသိလိုက်ပါတယ်လေ့ကျင့်ရတာအဆင်ပြေလာပြီးတော့အရှမ်းပြေတယ်လို့ဂီတာကဖြေပါတယ်နောက်ရက်မှာဘာဘီတာကရွာကလေးမလေးတွေကိုနှပန်းတင်ပေးနေပါတယ်ဂီတာကသူ့အဖေရဲ့နီးစနစ်ကိုအသုံးဝင်တော့ဘူးဆိုပြီးအကွက်တစ်ဝင်တင်ပေးနေတော့မဟာဗီရောက်လာပြီးသူနီးကဘာမှနေလို့လဲလို့မေးပါတယ်ဂီတာကသူနီးပြတင်ပေးတာဘလို့ပိုကောင်းချောင်းတွေပြောနေတော့မဟာဗီကဒါဆိုအဲ့ဒီနီးစနစ်အစ်တွေငါ့ကိုပြဆိုပြီးသူ့နဲ့နှပန်းလုံးခိုင်းပါတယ်မာနာလေးတွေမွေးတက်လာတဲ့ဂီတာကလည်းသူ့အဖေကိုအရှော့မပေးပဲတားဖားနှစ်ယောက်နှပန်းတက်ကြပါတယ်အသက်ကြီးလာပြီးမို့တက်လုံမကောင်းတော့သလိုကိုတော့အနိုင်နိုင်ခန္ဓာကိုယ်နဲ့မဟာဗီကအလူးလဲခံလိုက်ရပြီးမရှုမလားရှုံသွားပါတယ်ဂီတာကသူ့အဖေရဲ့နီးစနစ်တွေကအားနေသွားပြီလို့တော့သူ့ညီမကိုဂုဏ်စားပြနေပါသေးတယ်ဘာဘီတာကတော့အဖေနီးစနစ်တွေကအားနေတာမဟုတ်ပဲအဖေကအားနေလာတာလို့ဂီတာကိုပြောပါတယ်ဒီလေဒီနီးစနစ်တွေနဲ့ပဲနိုင်ငံအဆင့်ချန်ပီယံဖြစ်လာတာမဟုတ်လားလို့ပြောတော့ဂီတာကနိုင်ငံတကာမှာဒီလိုနီးလန်းဟောင်းတွေနဲ့ဝင်ပြိုင်လို့မရဘူးလို့ပြန်ပြောလိုက်ပါတယ်တားဖားနှစ်ယောက်ကြားအဆိုင်ခဲလေးတွေရှိသွားပြီးနောက်ဂီတာကသူ့အဖေကိုတော့နှုတ်မဆက်ပဲပြန်သွားပါတယ်အဲ့လိုနဲ့ဂီတာကစစ်ဒနီမှာအိန္ဒိယကိုစားပြုအနေနဲ့သွားပြိုင်ပါတယ်သူကတငယ်ချင်းတွေနဲ့ပြောနေချိန်မှာအဖေကတော့ဂီတာပထမဆုံးပြိုင်ပွဲရခဲ့တဲ့ရူပီ90နဲ့ပုံလေးတွေကိုပြန်ကြည့်ရင်သူ့သမီးသူ့ဘောဆက်ဆံပုံကြောင့်စိတ်မကောင်းဖြစ်နေပါတယ်ဂီတာကနိုင်ငံတကာပြိုင်ပွဲပြိုင်နေတဲ့ကာလမှာပဲဘာဘီတာကလည်းဒေလီမှာနိုင်ငံချန်ပီယံဖြစ်ဖို့ပြိုင်ပွဲဝင်နေပါတယ်သူ့အဖေလာအောင်မှာလေ့ကျင့်သားဝနေတဲ့ဘာဘီတာကနိုင်ငံချန်ပီယံဖြစ်လာပေမဲ့ဂီတာကတော့ပထမပွဲစဉ်မှာတင်ရှုံးသွားပါတယ်ဘာဘီတာလည်းနိုင်ငံလက်ရွေးစင်ဖြစ်သွားပြီးမို့နိုင်ငံတော်အားကစားအကယ်ဒမီကိုသွားရတော့မှာဖြစ်ပါတယ်မဟာဗီကသူ့သမီးနောက်တစ်ယောက်လည်းပြောင်းလဲသွားတော့မှာပဲလို့တွင်ရင်စိတ်မကောင်းဖြစ်နေပါတယ်ဒါပေမဲ့ဘာဘီတာကသူ့အဖေကြောင့်ဒီနေ့ဒီအချိန်လေးထိရောက်လာတယ်ဆိုတာကောင်းကောင်းကြီးမှတ်ရနေပါတယ်မဟာဗီကလည်းသမီးဒီနေရာကိုဘလို့ရောက်လာခဲ့လဲဆိုတာဘရောမှမမိပါနဲ့လို့မှားလိုက်ပါတယ်ဘာဘီတာကအကယ်ဒမီကိုရောက်တော့ဂီတာကလာကြိုပါတယ်ထမင်းစားကန်းနဲ့ TV ကြည့်တဲ့နားနေကန်တွေကိုပဲလိုက်ပြနေပေမဲ့ဘာဘီတာကတော့လေ့ကျင့်တဲ့နေရာကိုပဲသိချင်နေပါတယ်ဂီတာကတညနားလိုက်အောင်လို့ပြောပြီးအေးဟာအေးကြောင့်လက်သေးနေဆိုနေပါတယ်ပထမဆုံးနှစ်ပန်းပြိုင်ပွဲကိုရှုံးတော့တညလုံးအိမ်မပြောနိုင်ဖြစ်နေခဲ့တဲ့ဂီတာကအခုနိုင်ငံတကာပွဲမှာရှုံးလာတော့လက်သေးနေဆိုနေနိုင်သေးတာကိုဘာဘီတာတော်တော်အောင်သွားပါတယ်အခုထိတော့ဂီတာကနိုင်ငံလက်ရွေးစင်နေတဲ့မှာအတော်ဆုံးမို့နိုင်ငံတကာပွဲတိုင်းမှာဝင်ပြိုင်ဝင်ရှာပါတယ်ဒါပေမဲ့ပြိုင်တဲ့ပွဲတိုင်းလည်းရှုံးပါတယ်ဒါကြောင့်ကမ္ဘာချန်ပီယံပြိုင်ပွဲတွေကနေစောစောစီးစီးပဲနှုတ်ထွက်လိုက်ရပါတယ်ဒီပြကတော့စိတ်ထဲမကြပါနဲ့တချို့တွေကနိုင်ငံတကာပွဲမှာနိုင်မှုကံမပါတာလို့နှိမ့်သိမ့်ပေးပါတယ်အဲ့ဒီစကားကပဲဂီတာကိုပိုစိတ်တက်ကြစေပါတယ်ဒါကနိုင်ငံတကာရွှေတစိမ့်စုနဲ့တကယ်မထိုက်တန်ဘူးလို့နေရောထင်လာလို့ဘာဘီတာကိုမေးပါတယ်ဘာဘီတာကသူမသိဘူးလို့ဖြေပါတယ်သူသိတာတကူကသူ့အမဂီတာဆိုတာရှွန်းထဲမှာအတန်ဆုံးဆိုတဲ့ကောင်လေးတွေကိုတော့အနိုင်ယူခဲ့တဲ့သူဝင်းမမြပဲနဲ့တော့အငယ်တန်းချန်ပီယံဖြစ်လာခဲ့တဲ့သူသုံးနှစ်ဆက်တိုက်ရှုံးပွဲမရှိပဲနိုင်ငံချန်ပီယံဖြစ်လာတဲ့သူဆိုတာပါဒီလိုလူကမှနိုင်ငံအတွက်ရွှေတစိမ့်ယူမပေးနိုင်ရင်ဘယ်သူကယူပေးနိုင်အောင်မှလဲလို့ဘာဘီတာကပြောလိုက်ပါတယ်ဒါတော့ငါနဲ့အပေါ်ယုံကြည်ထားတာကအဖေရဲ့ယုံကြည်မှုနဲ့ရှင်ဘာမှမဟုတ်ဘူးလို့ပြောလိုက်တော့ဂီတာတော်တော်ဝမ်းနေသွားပါတယ်အဖေကိုဖုန်းဆက်ချင်ပေမဲ့ဂီတာကအဖေကိုအတန်နဲ့အောင်ရှင်းမဆိုင်ရဲဖြစ်နေပါတယ်ဘာဘီတာအဖေဆူရင်ဆူမဲ့ဆဲရင်ဆဲမဲ့ဒါပေမဲ့အဲ့ဒါတွေရပဲငါတို့ကိုပိုတော်ပိုကောင်းလာစေတာမလားလို့ပြောတော့ဂီတာလည်းသူ့အဖေကိုဖုန်းဆက်ပါတယ်အဖေအတန်ကြားတာနဲ့တောင်းပန်ပြီးဘာမှဆက်မပြောနိုင်ပဲငိုနေမိပါတယ်မဟာဗီလည်းသမီးအတန်ကြားတာနဲ့မျက်ရည်ဝဲနေပါတယ်အဲ့လိုနဲ့တားဖားနှစ်ယောက်ပြန်တင်ပြသွားပါတယ်နောက်လာမဲ့16ချိန်မြောက်နိုင်ငံတကာအားကစားပွဲမှာတော့ဂီတာကကမ္ဘာချန်ပီယံဖြစ်အောင်ကြိုးစားဖို့စေရောကိုပါအသင်းဖြစ်နေပါတယ်အရင်ဆုံးစပင်ပြန်ညှက်လိုက်ပါတယ်ဘာရင်မဟုတ်ပေမဲ့အရှင်ပုံစံနဲ့ဂီတာကိုပြန်မြင်ရလို့ဘာဘီတာဝမ်းသာသွားပါတယ်ဒီပြကတော့ဒီတစ်ခါလာမဲ့ပြိုင်ပွဲမှာစုတစိတ်3ခုလိုချင်တယ်လို့ပြောပါတယ်ဝေးဖြစ်ဖြစ်ကြေးဖြစ်ဖြစ်ကိစ္စမရှိပဲစုဖြစ်ရင်ရပြီးဂီတာလည်းတဆူတော့ရှားကိုရှားရမယ်လို့ပြောပါတယ်55ကီလိုဂရမ်မှအမြဲရှုံးနေတဲ့အတွက်ဒီနေ့51ကီလိုဂရမ်မှဝင်ပြိုင်ခိုင်းပါတယ်ဂီတာက55ကီလိုဂရမ်မှပဲပြိုင်ချင်ပေမဲ့ဒီပြကဒီဝိတ်တန်းမှာနေဘာမှရမှာမဟုတ်ဘူးလို့ဆိုလိုက်ပါတယ်အဲ့ဒါကြောင့်ဝိတ်ချဖို့အစားအသောက်ကိုတေချာပြင်ဆင်ခိုင်းလိုက်ပါတယ်မဟာဗီကတော့ဒါကိုတေချာပေါက်ခံကွက်ပါတယ်သူသမီး55ကီလိုဂရမ်မှပဲနိုင်ဟိုနိုင်ရမယ်လို့ပြောပြီးအကယ်ဒမီထိလိုက်သွားဖို့ပြင်ပါတယ်ပြိုင်ပွဲက6လတောင်လို့သေးလို့6လလုံးကြီးဘလို့နေမလဲဆိုတာမိမဟာစိတ်ပူနေပါတယ်မဟာဗီကတော့အခန်းကနေမယ်လို့ခက်ပြက်ပြက်ပြောပါတယ်စားတာတောက်တာရောဘလို့လုပ်မလဲဆိုတော့လိုက်ချင်နေတဲ့အောင်ကာကသူ့လိုက်ချက်ကျွေးမယ်လို့ပြောပါတယ်ဂီတာတို့နှစ်ယောက်ကသူ့ဘာမှပိုအားတက်ပြီးပွဲတိုင်းနိုင်တာပါဘာခိုင်းခိုင်းလုပ်ပေးပါမယ်ဆိုပြီးအပူကတ်တော့မဟာဗီလည်းသူ့တူကိုပါခေါ်သွားပါတယ်ဒေလီရောက်တော့မဟာဗီတို့ကဈေးအသက်သာဆုံးအခန်းချင်းလေးကိုငှားပါတယ်ရရောက်ချင်းသမီးတွေကိုသွားတွေ့ပါတယ်အဖေကိုတွေ့လိုက်ရတော့သမီးနှစ်ယောက်လုံးအားတက်သွားကြပါတယ်လက်ရှိမှာဂီတာ51ကီလိုဂရမ်အတွက်ဝေးချနေရပါတယ်
မဟာဗီကတော့သူတို့စားခိုင်းတဲ့လောက်စားလိုက်ဝိမကြဖို့တူတာဝန်ယူမယ်လို့ပြောပါတယ်လေ့ကျင့်ရေးက9နာရီမှစပေမဲ့မဟာဗီက9နာရီအသင်ပြင်ခိုင်းပါတယ်ဂီတာတို့လည်းအရင်ကခန်းစားချက်တွေပြန်ရလိုက်လို့ဝမ်းသာနေပါတယ်အောင်ကားကမနဲ့အစောကြီးဆိုင်ကနေလာကြိုပြီးဂီတာနဲ့ဖာဗီတာတို့ကပြေးလိုက်ပါတယ်9နာရီထိုးအထိအဖေ့စီမှာလေ့ကျင့်ပြီးအကယ်ဒမီကိုနောက်ကျမှပြန်ရောက်ပါတယ်မဟာဗီကဂီတာဝိတ်ထိန်မှုအစားအသောက်တွေပို့ပေးပါတယ်အကယ်ဒမီမှာဖုန်းကန်ခွင့်မရှိပေမဲ့လိုတဲ့အချိန်ဆက်သွယ်လို့ရအောင်သူ့တူဖုန်းကိုပါခိုးထည့်ပေးလိုက်ပါတယ်အဲ့လိုနဲ့သူတို့နေတိုင်းခိုးထွက်နေတာမို့ဘေးခန်းကကောင်မလေးကတွေ့သွားပါတယ်ဂီတာရဲ့တဘာဝကအားအပြည့်နဲ့တိုက်စစ်မှာအားသာပြီးနီးပြခန်းစစ်ကိုအသားပေးဖို့နီးစနစ်နဲ့ဖြက်လက်လက်ဖြစ်အောင်ပဲလေ့ကျင့်ပေးနေတာကြောင့်ဂီတာကအားနေသွားတာဖြစ်ပါတယ်မဟာဗီကတော့ရန်သူကိုတိုက်ခိုက်ဖို့ပဲနီးမျိုးစုံလေ့ကျင့်ပေးသလိုပြိုင်ဘက်ကိုတိုက်ခိုက်ဖို့ဟန်ပြပြီးရှောင်းလိုက်တော့မှနောက်တစ်ခွက်နဲ့တကယ်တိုက်ခိုက်ဖို့ကိုလည်းသင်ပေးပါတယ်အဲ့ဒီမှာပဲဂီတာတို့နှစ်ယောက်ကိုဘေးကကောင်မလေးကနီးပြနဲ့တိုင်ပြောထားလို့အဆူခံရပါတယ်ဝိတ်ချိန်တော့လည်း55ကနေမကြလို့နီးပြကစိတ်တို့သွားပါတယ်စီကံဖောက်ဖြတ်လို့ဂီတာတို့နှစ်ယောက်လုံးကိုအကယ်ဒမီကထုတ်ဖို့လို့တော့မဟာဗီကိုယ်တိုင်ကြောင်းရောက်လာပြီးကြီးကြပ်ရေးဥက္ကဋ္ဌကိုတောင်းပန်ပါတယ်သူ့ရဲ့ရွှေတစိတ်ကိုယူသွင်းမှုကြောင့်ကလေးနှစ်ယောက်ဟာငငယ်တည်းကယောက်ျားလေးတွေလိုလေ့ကျင့်ခဲ့ရကြောင်းစီကံတင်ချက်ခဲ့ပြီးမလိုက်နိုင်ရင်လည်းစပင်းတွေညှက်ပစ်တဲ့အထိအဖြစ်ပေးခဲ့ကြောင်းဂီတာကိုယ်တိုင်လည်းပါရမီထူးတဲ့နဘန်သမားဖြစ်တာကြောင့်မထုတ်ဖို့တောင်းဆိုပါတယ်သူသမီးတွေနိုင်ထားတဲ့ပွဲတိုင်းရစုံငွေတွေနဲ့ပုံတွေကိုတင်ထားတဲ့ album ကိုပါထုတ်ပြရင်အသနာခံပါတယ်ကလေးတွေကဒီနေရာကိုရောက်ဖို့အပြည့်အထန်ကြိုးစားခဲ့ရတာကြောင့်သူ့အတက်တစ်ခုအတွင်းနဲ့ကလေးတွေကိုမထုတ်ပါနဲ့လို့ပြောပါတယ်ဒီပြတာဘာဆိုရသုံးစုပြည့်ရင်ကျင်းနေပေမဲ့သူကတော့နိုင်ငံအတွက်ရွှေတစိမ့်ပဲယူပေးခြင်းလို့ခုလိုတွေလုံးမိတာပါလို့ပြောတော့ဥက္ကဋ္ဌလည်းသူ့အဖေရဲ့ဆေးအားထက်သန်မှုကိုအတိအမှတ်ပြုလိုက်ရပါတယ်အပြင်မှာစောင့်နေခိုင်းလို့စောင့်နေကြရင်ဒီပြ55ကီလိုဂရမ်မှဂီတာမနိုင်ဘူး51ကီလိုဂရမ်မှစုရအောင်မယ်လို့ပြောပါတယ်မဟာဗီကတော့ဂီတာရဲ့သဘာဝပုံစံအားတိုက်စစ်ကိုသဘာဝကိုစန့်ကျင်ပြီးနီးစနစ်ပြောင်းလိုက်လို့အရင်ပွဲတွေရှုံးတာလို့ပြန်ပြောပါတယ်ကြားတကောင်လိုအမဲလိုက်တဲ့သူကိုစင်တကောင်လိုခုခံမှုတင်ပေးရင်အဲ့ဒီကစားသမားကစင်ရောကြားရောဖြစ်လာမှာမဟုတ်ဘူးခမားကြောင့်ရွှေမရတာလို့ပြောလိုက်တော့နီးပြတော်တင်းသွားပါတယ်နှစ်ယောက်သားအင်နာတွေနဘန်းထလုံးဝဆဲဆဲဖြစ်နေချိန်ဥက္ကဋ္ဌပြန်ခေါ်လို့ဝင်သွားပါတယ်မဟာဗီအနေနဲ့လေ့ကျင့်နေတဲ့အတော်အတွင်းဒီကိုမလာရဘူးသမီးနှစ်ယောက်လည်းကြောင်းဝန်းထဲကမထွက်ရဘူးလို့သတ်မှတ်ပြီးကြေးပေးလိုက်ပါတယ်ဒါပေမဲ့မဟာဗီကတော့ဂီတာကိုလေ့ကျင့်ပေးဖို့လက်မလျှော့သေးပါဘူးဂီတာကိုဖုန်းဆက်ပြီးပြိုင်ဘက်တွေနဲ့ပတ်သက်တာတွေမေးပါတယ်ဂီတာကသူ့အပါဝင်သူနဲ့ပြန်ရမယ့်ကစားသမားတွေရဲ့ပွဲဟောင်းဗီဒီယိုတွေကိုသူ့အဖေစီပို့ပေးပါတယ်မဟာဗီကမှောင်ခိုဗီဒီယိုရုံကိုရှုံးပြတ်ထားပြီးတရက်လုံးပြိုင်ပွဲဗီဒီယိုတွေကြည့်ပါတယ်သူသမီးကပွဲတိုင်းကိုခန်းစစ်ပဲကစားနေလို့အားမလို့အားမရဖြစ်ပြီးကြောင်လေးလိုတိုက်ခိုက်နေမယ်ဆိုပြိုင်မနေနဲ့တော့လို့လှမ်းဆူပါတယ်အဆူမခံရတာကြာပြီးဖြစ်တဲ့ဂီတာကပြန်ဆူခံရမှနေလို့ကောင်းသွားပါတယ်နောက်နေ့မနက်9နာရီမှာဖုန်းဆက်ပြီးဘယ်နှမိနစ်နဲ့ဘယ်နှစက္ကန့်မှာဂီတာရဲ့ဘယ်နည်းစနစ်ကမှားသွားလို့ဘလို့အရေးနေခဲ့တယ်ဆိုတာပြန်ပြောပါတယ်ဂီတာကအစာပိုင်းတိုက်စစ်မှာကောင်းလို့အမြဲမှတ်ရပြီးနီးပြအမှတ်ပြန်မလျော့ရေးခန်းစစ်ပြောင်းကစားခိုင်းတာနဲ့အမြဲတမ်းတိတိတတ်တာနေသွားတတ်ပါတယ်အဲ့ဒါကြောင့်စက္ကန့်120ရှိတဲ့ပြိုင်ပွဲမှာတစ်စက္ကန့်တော့ပြိုင်ဘက်ကအမှားလုံးမှာမို့အဲ့ဒီအမှားကိုဆက်ရှိရှိဆောင်ပြီးအမှတ်ယူဖို့သင်ပေးပါတယ်ဂီတာလည်းသူ့အဖေရဲ့လက်ညှိုးမှုတွေအောက်မှာပြန်ပြီးနလန်ထူလာနိုင်ပါတယ်နိုင်ငံလေရေးစဉ်အတွက်လူတွေတော့ဂီတာပဲအရွေးခံလိုက်ရပါတယ်လေ့ကျင့်ရေးကော်မတီဥက္ကဋ္ဌတောင်ဂီတာကတော်လုံးတယ်လို့ချီးကျူးနေပါတယ်အဲ့လိုနဲ့နိုင်ငံတကာအားကစားပြိုင်ပွဲကာလကိုတစ်ဖက်ပြန်ရောက်လာပါတယ်နိုင်ငံတကာပွဲစဉ်မှာပဲအိန္ဒိယနဲ့ဝေးလ်တို့ရှင်ပြိုင်ရပါတယ်စားကစားခြင်းမှာရင်ဂီတာကတတ်မှတ်ပေးလိုက်ရပါတယ်ပြန်ကြိုးစားပေမဲ့ပြိုင်ဘက်ကအမှတ်တွေထည့်ရပြီး6-0နဲ့ပထမအချီရှုံးသွားပါတယ်ဒုတိယအချီအစားမှာလည်းအမှတ်ထပ်ပေးလိုက်ရတာကြောင့်ဂီတာစိတ်ပြတ်သွားပါတယ်ဒါပေမဲ့ပွဲကြီးစဉ်ကနေအားကျုံးမှတ်တက်အားပေးနေတဲ့သူ့ဖေကခုထိသူ့သမီးပဲနိုင်ရမယ်လို့ယုံကြည်နေသေးတာကိုတွေ့တော့ဂီတာအားတက်သွားပြီးဒုတိယအချီမှာပြန်နိုင်လိုက်ပါတယ်နောက်ဆုံးအချီကအဆုံးဖြတ်ဖြစ်လို့ဒီပြခက်စစ်ကစားဖို့ဂီတာကိုပြောပါတယ်မဟာဗီကတော့တိုက်စစ်ပဲကစားဖို့လှမ်းអော်ပါတယ်ဂီတာကလည်းပွဲစားတာနဲ့တိုက်စစ်ဖွင့်ပါတယ်ဆက်စချင်းတမတ်ရလိုက်ပေမဲ့ပြိုင်ဘက်ကစားသမားကလည်းမခေတာကြောင့်3-3နဲ့တည်ကြနေပါတယ်ဒီပြခက်စစ်စောဖို့လှမ်းပြောတော့မဟာဗီကလည်းတိုက်စစ်ဖဲလို့ပြန်អော်ပါတယ်ဂီတာကလည်းတိုက်စစ်နဲ့ပဲကစားလို့3မှတ်ပြန်ရပြီးအချိန်ပြည့်တဲ့အထိချုပ်ထားလိုက်နိုင်လို့ပထမဆုံးပွဲစဉ်ကိုနိုင်သွားပါတယ်ဂီတာကနိုင်ငံတကာပွဲတိုင်းရှုံးတယ်ဆိုတဲ့ချိန်စာကိုချိုးဖျက်ပြတော့မယ်လို့တောင်သတင်းကြီးသွားပါတယ်ပွဲချိန်ကြတဲ့လူကပါနီးပြအောင်မချီကျူးပဲမဟာဗီအကြောင်းပြောနေလို့နီးပြစိတ်တို့သွားပါတယ်ဂီတာကအချိုပိုလူပွဲကိုတက်သွားပြီးသူ့ပြိုင်ဘက်ကနှစ်ထပ်ကွမ်းကမ္ဘာရွှေတစိမ့်ဆုရှင်နိုင်အိုမီဖြစ်ပါတယ်နိုင်အိုမီကလည်းတိုက်စစ်အရန်ကောင်းပါတယ်ဒါကြောင့်နီးပြခက်စစ်နေတာဆိုဂီတာမကာကွယ်နိုင်ဘူးလို့သုံးသပ်ပြီးပြိုင်ဘက်ထက်ဦးအောင်တိုက်စစ်ဖွင့်ခိုင်းပါတယ်မဟာဗီကတော့ဒီတစ်ခါခက်စစ်ကစားခိုင်းပါတယ်နီးပြအမှတ်ရအောင်ကစားလို့ပြောပေမဲ့မဟာဗီကအမှတ်တော့မလိုက်နဲ့လို့ပြောပါတယ်နီးပြတိုက်စစ်မှာအခွင့်အရေးများတယ်ပြောပေမဲ့မဟာဗီကတိုက်စစ်အောင်မြင်မှုအခွင့်အရေးနဲ့တယ်သူကလည်းအခွင့်အရေးပေးမှာမဟုတ်လို့ကိုလည်းမပေးနဲ့လို့သတိပေးပါတယ်တိုက်စစ်ကောင်းလုံးတဲ့ပြိုင်ဘက်ကိုတံပြန်တိုက်စစ်နဲ့လည်းမနိုင်ခက်စစ်ကြီးကစားနေရင်လည်းအမှတ်မရမှာကြောင့်ဒီပွဲမှာဖြစ်ရှင်းမှုနီးကအသေးချုပ်ထားဖို့ပဲဖြစ်ပါတယ်သူတိုက်စစ်တိုင်းမှာအောင်မြင်တိုက်စစ်ကစားသမားတွေကစိတ်မရှိတော့ပဲလောလာတတ်တာသဘာဝပါစိတ်လောပြီဆိုအမှားပါလာပြီးမို့အဲ့ချိန်မှာအမှတ်ယူဖို့သမီးကိုမှားလိုက်ပါတယ်နီးပြတဲ့အဖေကတယောက်တစ်မျိုးပြောလိုက်ကြပေမဲ့ဂီတာကတော့ဘသူစကားနားထောင်ရမလဲဆိုတာတွေးဝင်မနေပဲသူ့အဖေပြောသလိုခက်စစ်နဲ့စားကစားပါလေဂီတာရဲ့ခက်စစ်ကလည်းဒီပွဲမှာတော်တော်ကောင်းနေပါလေအဲ့ဒါကြောင့်နိုင်အိုမီစိတ်မရှိတော့ပဲပိုပြင်းထန်လာပြီးဂီတာရဲ့လက်ကိုပါလှင်လိုက်ပါလေဂီတာရဲ့ခက်စစ်ဘလောက်ကောင်းကောင်းတိုက်စစ်ကောင်းလို့နဲ့နိုင်အိုမီကသုံးမှတ်ရသွားပါလေပထမအချီရှုံးတော့နီးပြကတိုက်စစ်စော့ဖို့ပြောပြန်ပါလေမဟာဗီကတော့မလောဖို့လှမ်းသတိပေးပါလေဒုတိယအချီမှာလည်းဂီတာကခက်စစ်ပဲကစားပြီးနိုင်အိုမီအခိုင်းမိသွားချိန်မှာသုံးမှတ်ယူနိုင်လိုက်ပါလေအဲ့လိုနဲ့တည်ရကြပြီးတတိယအချီရှောက်လာပါလေကစားသမားနှစ်ယောက်လုံးကပါနဲ့လွန်တာကြောင့်ဘယ်သူမှအမှားမလုပ်လို့အမှတ်မရပဲတည်ရဖြစ်သွားပါလေသုံးချီပြေးပြီဆိုတော့အချိန်ပိုစက္ကန့်30ကစားရပါလေစီးမြဲရတိုက်စစ်နဲ့ခက်စစ်ကိုခေါင်းပန်းလှန်ပြီးဆုံးဖြတ်ပါလေခေါင်းပန်းလှန်တာနိုင်အိုမီနိုင်သွားလို့ဂီတာကခက်စစ်ဖြစ်သွားပါလေ
တိုက်စစ်ကစားသမားသူချုံမဲ့ခန္ဓာကိုယ်အစိပ်ပိုင်းကိုရွေးပြီးချုပ်ထားရကနေလှဲချနိုင်ရင်အနိုင်ခန်းစစ်ကမလဲကျအောင်စက္ကန့်30တောင်းခံထားနိုင်ရင်ခန်းစစ်အနိုင်ဖြစ်ပါလေအချိန်မိုကစားရတိုင်းတိုက်စစ်ကစားသမား90ရာခိုင်နှုန်းကနိုင်ကြတာမို့ကန်တရားကဂီတကိုအနိုင်မပေးခြင်းဘူးလို့သုံးသပ်နေကြပါတယ်နိုင်အိုမီကဂီတညာခြေထောက်ကိုချုပ်ဖို့ရွေးပါတယ်ဂီတကိုကင်ပေါက်လိုက်ပေမဲ့ဂီတကကြောနဲ့မကြအောင်ဟန်ချက်ထိန်ပြီးနိုင်အိုမီပေါ်ပြန်ခေါ်နိုင်လိုက်လို့တမှတ်ရသွားပါတယ်အားလုံးရှုံးပြီးထင်နေတဲ့ပွဲကြီးမှာဂီတကရင်သက်ရှုမောပွဲကောင်းအောင်အနိုင်ယူပြလိုက်ပါတယ်ဒီနေ့ရဲ့ရွှေတံဆိပ်ဆုရှင်လို့ခံမှန်းချေအများဆုံးကစားသမားနိုင်အိုမီကိုအနိုင်ယူပြီးဂီတကဖိုင်နယ်ကိုတက်သွားပါတယ်ဂီတာနဲ့သူ့နီးပြအင်တာဗျူးဖြေနေချိန်မှာမဟာဗီကတော့နောက်တစ်ပွဲကိုဆက်ကြည့်ဖို့နေခဲ့ပါတယ်ဒီပြသူ့နီးစနစ်တွေကိုဂီတာအပြေးအဝလိုက်နာပြီးကစားသွားလို့ရလက်ကောင်းခဲ့ကြောင်းလှေထွားနေပါတယ်ဒီတိုင်းသာဆို final ပွဲကိုလည်းအနိုင်ရနိုင်တယ်လို့ဖြေနေပေမဲ့ပွဲကြည့်နေတဲ့မဟာဗီကတော့နောက်ဆုံးပွဲစဉ်မှာမလွယ်ဘူးဆိုတာသိနေပါတယ်ဒီပွဲမှာ Scotland သူ Angelina ကနိုင်သွားပါတယ် Angelina ကဂီတာနဲ့နှစ်ခါတွေ့ပူပြီးနှစ်ခါလုံးနိုင်ထားပါတယ်အင်တာဗျူးမှာတော့ဂီတာရဲ့ကစားပုံတွေပြောင်းလဲသွားတာဘာလို့လဲလို့မေးနေပါတယ်ဂီတာကအသေးစိတ်မဖြစ်ပဲဒါရီအကုန်လုံးကိုလုံနိုင်တာသူ့အဖေချောင်းမှလို့ဖြေလိုက်ပါတယ်နောက်ရက် final ပွဲစဉ်ကိုကြည့်ဖို့ရွာလူတွေပါတက်လာကြပါတယ်မဟာဗီရဲ့ချက်သားစပွန်ဆာကလည်းတမီးနှစ်ယောက်ကိုခေါ်လာပါတယ်တမီးလေးနှစ်ယောက်ကဂီတာပွဲမကြည့်ရရင်ထမင်းမစားဘူးဆိုလို့ခေါ်လာတာဖြစ်ပါတယ်တစ်ဖက်မှာနီးပြအားပေးကောင်ကနေမဟာဗီလမ်းညွှန်နေတာကိုမကြိုက်လို့ဥက္ကဋ္ဌကိုသွားတိုင်ပါတယ်သူ့အဖေကနောက်ကလိုက်အောင်နေတော့ဂီတာတွေးဝင်နေတယ်လို့ပြောပါတယ်ဥက္ကဋ္ဌကတော့ဂီတာတွေးဝင်နေတာမျိုးမတွေ့ပါဘူးမင်းစကားနားထောင်တာလားသူ့အဖေစကားနားထောင်တာလားလို့ပြန်မေးလိုက်တော့နီးပြဆောင်သွားပါတယ်သူကကြေးသုံးစုလောက်လိုချင်နေချိန်မှာခုတော့ဂီတာကငွေရဖို့တေချာပြီးရွှေရနိုင်ချေတောင်ရှိပြီမို့ဥက္ကဋ္ဌကိုယ်တိုင်လည်းမကန့်ကွက်လို့နှီးပြလက်လျှော့လိုက်ရပါတယ်အန်ဂျယ်လီနာကလည်းဂီတာကိုပထမအချိန်မှာနှစ်ခါနိုင်ရခဲ့ဘူးတာမို့ဒီတစ်ခါလည်းနိုင်မယ်ဆိုတာယုံကြည်ချက်ရှိနေပါတယ်ဒါကြောင့်ဂီတာကစိတ်ပူပြီးနောက်ဆုံးပွဲအတွက်ကစားပုံကဘယ်လိုလဲလို့သူ့အဖေကိုမေးပါတယ်မဟာဗီကမနှက်ဖြန်အတွက်ဗျူဟာကအားလုံးမမိနေအောင်တိုက်ခိုက်ဖို့ပဲလို့ပြောပါတယ်ငွေတစ်စက်ရရင်လူတွေခဏလေးနဲ့မေးသွားလိမ့်မယ်နိုင်ငံရင်တော့အမြဲအမှတ်ရနေလိမ့်မယ်အပြင်ဂီတာတယောက်တည်းတည်းမဟုတ်ပဲအိန္ဒိယတစ်နိုင်ငံလုံးကတန်ပေါင်းများစွာသောမိန်းကလေးတွေအနိုင်ရတာပဲလို့မဟာဗီကပြောပါတယ်ယောက်ျားတွေထက်နှိမ့်ကြတယ်လို့သတ်မှတ်ခံထားရသူတွေအိမ်မှုကိစ္စလုပ်ဖို့လောက်ပဲအသုံးဝင်တယ်လို့သတ်မှတ်ခံထားရသူတွေနဲ့ကလေးမွေးဖို့တက်အိမ်အောင်ပြရတဲ့မိန်းကလေးတွေအားလုံးအတွက်နိုင်ပွဲကိုဂီတာကယူပေးနိုင်စွမ်းရှိပါတယ်။မနက်ဖြန်ဂီတာတိုက်ခိုက်ရမှာအော်စီသူတွေမဟုတ်ပဲမိန်းကလေးတွေကိုအထင်သေးတဲ့လူတွေအကုန်လုံးကိုတိုက်ခိုက်ရမှာလို့မဟာဗီကပြောလိုက်ပါတယ်။အဲ့လိုနဲ့ final ပွဲစဉ်စားတဲ့အချိန်မှာဂီတာကိုအားပေးဖို့အနေနဲ့ရရကပရိသတ်တွေရှောက်လာကြပါတယ်။မဟာဗီညွှန်ကြားနေတာကိုမကြိုက်တဲ့နီးပြားကမဟာဗီကိုပါထုတ်ဖို့ကြိုးစားပါတယ်။နဗန်အဖွဲချုပ်ဥက္ကဋ္ဌခေါ်နေတယ်လို့များပြီးအခန်းတစ်ခုထဲမှာထည့်ပေးထားလိုက်ပါတယ်။မဟာဗီကတကားကိုအမျိုးမျိုးဖွင့်ပေမဲ့မရှာပဲဖုန်းဆက်လို့လည်းလိုက်မမိတာကြောင့်စိတ်တွေပူပန်နေပါတယ်။ဂီတာလည်းပွဲစားချိန်ထိအဖေကိုအားပေးကုန်မှမတွေ့ရသေးလို့စိတ်တွေလေးနေပါတယ်။ဒါပေမဲ့ပထမအချီကိုကောင်းကောင်းကစားပြီး 5-1 နဲ့နိုင်သွားပါတယ်။ပထမအချီပြီးတဲ့အထိဖေးမလာသေးတော့စိတ်တွေပြန်လာပါတယ်။အစပိုင်းမှာ၄မှတ်အသာနဲ့ဦးဆောင်နေပေမဲ့အန်ဂျယ်လီနာကတံမြန်တိုက်စစ်တွေကောင်းနေလို့6-4နဲ့ဂီတာရှုံးသွားပါတယ်။ဂီတာကအဖေမရှိလို့ကူကယ်ရမဲ့လို့ခံစားနေရပါတယ်။ပြိုင်ပွဲကိုအာရုံမဆိုင်နိုင်ပဲတတိယအချီမှာအန်ဂျယ်လီနာက3မှတ်အသာစီရနေပါတယ်။ဂီတာအသေးအတန်ပြန်တိုက်ခိုက်ပေမဲ့ 5-1 ဖြစ်နေပြီးတတိယအချီပြီးဖို့ကလည်းနီးကပ်လာနေပါပြီ။သူငယ်ငယ်ကရေထဲခုန်စရာချိန်မှာအဖေကတိုက်ခိုက်ဖို့ပဲသင်ပေးနိုင်မယ်အချိန်တိုင်းလာမကယ်နိုင်ဘူးကိုယ်တိုင်အားထုတ်ရမယ်ဆိုတဲ့စကားကိုပြန်ကြားအောင်ပြီးပါတယ်။ဒါပေမဲ့22စက္ကန့်ပဲလိုတော့တာကြောင့်နိုင်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်တော့မှအားလုံးကသဘောပေါက်လိုက်ကြပါတယ်။အိန္ဒိယကတော့ငွေတစ်စိမ့်နဲ့ပဲကျင်းနေရတော့မယ်လို့ထင်နေပေမဲ့ဂီတာကတော့10စက္ကန့်လိုအထိရှော့မပေးပဲသူ့အဖေသင်ပေးထားတဲ့အတိုင်းပြိုင်ပွဲရဲ့စိတ်ကိုလှည့်စားပါတယ်။ဘဲခြေထောက်ကိုချုပ်တော့မလို့ဟန်ပြပြီးညာခြေထောက်ကိုလှမ်းဆွဲပြီးနောက်ကိုဝင်လိုက်ပါတယ်။ပြီးတော့ကြောဘက်ကနေခေါင်းကိုကျော်ပြီးကင်ပေါက်လိုက်ပါတယ်။အချိန်ပြည့်တဲ့နောက်ဆုံးစက္ကန့်မှာပဲအန်ဂျယ်လီနာကကြောနဲ့ကျသွားတာကြောင့်ဂီတာကမဖြစ်နိုင်လောက်အောင်ခက်ခဲတဲ့ငါးမှတ်ရှာလိုက်ပါတယ်။ဘူလူပွဲမှာဂီတာနိုင်သွားပြီးအိန္ဒိယကပထမဆုံးအကြိမ်ဖြစ်အမျိုးသမီးရွှေတံဆိပ်ဆုချသွားပါတယ်။ချန်ပီယံနိုင်ငံရဲ့နိုင်ငံတော်သချင်းကိုဖွင့်တော့မဟာဗီလည်းသူ့သမီးနိုင်တာသိလိုက်ပါတယ်။လူတစ်ယောက်ကအခန်းလာစစ်တော့မှမဟာဗီအပြင်ထွက်ခွင့်ရပါတယ်။ပွဲကြီးစင်ပေါ်အပြေးရောက်လာတော့ဂီတာကမီဒီယာတွေကိုရောနီးပြကိုရောထားခဲ့ပြီးအဖေကိုရွှေတံဆိပ်သွားပေးပါတယ်။နောက်ဆုံးတော့မဟာဗီက10နှစ်လုံးပြောချင်နေခဲ့တဲ့စကားတစ်ခုကိုဂုဏ်ယူစွာနဲ့ပြောခွင့်ရခဲ့ပါတယ်။သူပြောချင်တာကတော့တိတ်တော်တယ်ဆိုတာပါ။ဒီကတကယ်အဖြစ်အပျက်တွေကိုအခြေခံပြီးကြည့်လို့ကောင်းစေတဲ့အချိုးအကွေ့ဒရာမာတွေနဲ့ပေါင်းစပ်ရိုက်ကူးထားတာဖြစ်ပါတယ်။လက်တွေ့မှာလည်းဂီတာ2010နိုင်ငံတကာအားကစားပွဲမှာ55ကီလိုတန်းရဲ့ရွှေတံဆိပ်ဆုရှင်ဖြစ်ခဲ့ပြီးဘာဘီတာ51ကီလိုတန်းမှာငွေတံဆိပ်ဆုချခဲ့ပါတယ်။2014နိုင်ငံတကာအားကစားပွဲမှာတော့ဘာဘီတာ55ကီလိုတန်းမှာရွှေတံဆိပ်ထပ်ရပါတယ်။2012မှာဂီတာအိုလံပစ်အတွက်အရေးချင်းပြည့်မိတဲ့ပထမဆုံးအိန္ဒိယနံပါတ်သမားဖြစ်လာခဲ့ပါတယ်။ဇန်နထွက်ရှိခဲ့တဲ့2016ခုနှစ်အထိမှာပဲဂီတာနဲ့ဘာဘီတာတို့နှစ်ယောက်ပေါင်းစုတံဆိပ်29ခုရရှိပြီးပါပြီ။ခုမြင်နေရတာကတော့မဟာဗီစင်ဖိုကတ်ဖြစ်ပြီးသူ့ရဲ့တလောကလုံးနဲ့ဆက်ကျင်တဲ့ကြိုးစားအားထုတ်မှုကအိန္ဒိယတဝမ်းမှာရှိတဲ့မိန်းကလေးထောင်ပေါင်းများစွာကိုနံပါတ်အားကစားသမားဖြစ်လာဖို့လှုံ့ဆော်အားပေးနိုင်ခဲ့ပါတယ်။